ကိုပေါ်မလူတမဆွဆွဲရန်လိုစကားတွေနဲ့တိုက်ခိုက်လာတဲ့အခါတုံ့ပြန်စကားတွေဆိုမနေပဲတိတ်ဆိတ်စွာပြုံးနေလိုက်ပါဒါဟာစကားတွေများစွာပြောဆိုနေခြင်းထက်ပိုပြီးထိရောက်မှုရှိပါတယ်တချို့လူတွေဟာဖြည့်ရှင်းစကားတွေနဲ့မထိုက်တန်ပါဘူးမဲရွက်နေတဲ့နှကန်းတွေကိုတုံ့ပြန်မှုအကောင်းဆုံးကအလှဆုံးပြုံးတွေပါပဲကိုရှုံးနိမ့်စေခြင်းသူတွေကြားမှာအောင်မြင်အောင်ကြိုးစားရတာဟာဘဝရဲ့လှပတဲ့စိန်ခေါ်မှုပါပဲကိုဘဝကိုနာကျင်ပျက်စီးစေခြင်းသူတွေရှိမှာအပျော်ဆုံးနေထိုင်ပြခြင်းဟာလှပသောတုံ့ပြန်မှုပါပဲ